ယခုအခါရွတ်ဆိုပူဇော်ကြရမှာကတော့ဘေးရန်မှန်းသမျှကိုအောင်မြင်နိုင်တဲ့ဂါထာတော်ကြီးပဲဖြစ်ပါတယ်ဒီဂါထာတော်မြတ်ကြီးဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အောင်တော်မူပုံတွေကိုဖွဲ့နွဲပြီးတော့တည်ကုန်းထားတဲ့အတွက်နေ့စဉ်ရွတ်ပတ်တရေဆဲခြင်းအဖြစ်မိမိတို့ရဲ့ခေခေဟူသည်များအကျဉ်းစီဟူသည်များအောင်မြင်မှုရရှိနိုင်ကြပါတယ်ယုံကြည်စိတ်ချစွာဖြင့်ရွတ်ဆိုပူဇော်ကြပါကထူးမြတ်တဲ့အကျိုးအာနိသင်များတွေ့သည့်ခံစားကြရမှာပါဒီဂါထာတော်နဲ့ပတ်သက်ပြီးမှတ်သားရဘူးတာကတော့ဇလင်းမျိုးစားစီသူကျော်ထင်ဟာဂုဏ်တော်၉ပါးကိုတနေ့လေရင်1000ပရိစိတ်ပြီးတော့ယခုရွတ်ဆိုကြရမယ့်ဂါထာတော်ကြီးကိုတနေ့လေရင်1000ရွတ်ဖတ်ပူဇော်လေးရှိပါတယ်တို့အတွက်ကြောင့်နဲ့စီသူကျော်ထင်ဟာစစ်တိုက်တိုင်းအနိုင်ရရှိခဲ့ပါတယ်အောင်မြင်မှုတရဖူစောင့်နိုင်ခဲ့ပါတယ်ဒီနေ့မှာဆင်းရဲသူမတယောက်ကအိမ်နိုင်တူရကနေရွှေအိုးတစ်လုံးရလို့စီသူကျော်ထင်ဘယင်မင်းကိုစစ်တပ်ဖို့ယူဆောင်လာပါတယ်ဒီချိန်မှာစီသူကျော်ထင်ဟာဒီဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်နေချိန်ဖြစ်ပါတယ်ဂါထာတော်ကိုရွတ်ဆိုပူဇော်နေချိန်ရွှေအိုးလာရောက်စစ်တပ်ခြင်းခံရတဲ့အတွက်အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်စစ်တပ်လာတဲ့ဒီရွှေအိုးကိုလည်းပဲစီသူကျော်ထင်ကသူစင်းရဲမကိုပြန်ပြီးတော့ပေးလိုက်ပါတယ်ဒါကြောင့်ဒီဂါထာတော်ကြီးကိုရွတ်ပတ်ပူဇော်ကြတဲ့ရွှေတော်မျိုးတော်များရက်လေးမျက်နှာရက်ရှစ်မျက်နှာကစိန်ရွှေငွေကြောက်တံပရများစတဲ့ရတနာတွေဝင်လာမစဲတသေးသေးဖြစ်ကရွှင်ပြုံးပျော်ရွှင်နိုင်ကြပါစေလို့ပဋ္ဌာနာပြုရင်းဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်ပြပါမယ်ပထဝီဗလသုံးတရီသဗ္ဗညုဘောဓိမန္တလေပထဝီဗလသုံးတရီသဗ္ဗညုဘောဓိမန္တလေအသင်္ချေယံမာရတိနံဇေယောဇယတုမင်္ဂလံဒေဝဗုဒ္ဓကိလေသင်္စခန္ဓမေစုဘိသင်္ခါရပင်စမာရံဇီနောမုဒ္ဒောတံတေဇတာဘဝတုမေဂါထာတော်နှစ်ပုဒ်ကိုပြန်ပြီးတော့ရွတ်ဆိုပြပါမယ်ပထဝီဗလသုံးတရီသဗ္ဗညုဘောဓိမန္တလေအသင်္ချေယံမာရတိနံဇေယောဇေယတုမင်္ဂလံဒေဝဗုဒ္ဓကိလေသင်္စခန္ဓာမေစုဘိသင်္ခါရံပင်စမာရံဇီနောဗုဒ္ဓောတံတေဇတာဘဝတုမေဂါထာတော်ရဲ့အနှစ်မြန်မာပြန်ကိုလည်းပဲရွတ်ဆိုပြပါဦးမယ်ပထဝီဗလသုံးတရီမြေရူမချာကြီးမလွန်မင်းကောင်းမြတ်သောသီကံခြင်းရှိသောဘောဓိမန္တလံသဗ္ဗညုတဉ္ဇံရစ်တံကြခိုင်ဘောဓိမန္တ၌အသင်္ချေယံသင်္ချပွဲရှိတွေ့ရမြပြလှသောမာရတိနံမမင်းဤစတိအပေါင်းကိုသဗ္ဗညုတရားဥသောလုံးစုံကိုအကုန်သိတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဇေယောယထာပါရမီအဟုံးကြောင့်မြေဝသုံးတုဟိအောင်ကြီးကြီးအောင်မြင်တဲ့ကဲ့သို့တထာတို့အတုမေအကျွန်ုပ်အားမင်္ဂလာအောင်သင့်အောင်ကြောင်းမင်္ဂလာအောင်မြင်ခြင်းဖြာဖြာသည်ဇယတုမုတ်ချမသွေအောင်မြင်ပါစေတည်းဘုရားမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်ဒေဝဗုဒ္ဓကိလေသင်္စဒေဝဗုဒ္ဓမံကိလေသာမံ၎င်းခန္ဓာမေစုဘိသင်္ခါရခန္ဓာမံမေစုမံအဘိသင်္ခါရမံတို့ကို၎င်းဣတိသောပင်စမာရံ၅ပါးသောမံပေါင်းကိုဇီနောအောင်တော်မူခဲ့လေပြီတန်တတတို့မံ၅ပါးကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဤဒေဇတံအောင်မြင်တော်မူသောတကုဒေဇောအာနုဘောကြောင့်မေယုံကြည်စွာဖြင့်ဂါထာတော်ကိုရွတ်ဆိုခြင်းပြုလို့အကျွန်ုပ်အားဇေယမင်္ဂလံအောင်ခြင်းမင်္ဂလာအောင်မြင်ခြင်းဖြာဖြာတို့သည်ဘဝတုဘဝန္တုစင်စစ်မသွေဖြစ်ပါစေတည်း